အင်းဝအချုပ်ဆိုင်ပန်းရှင်နေအဲ့ကလေးလေးတွေကိုနှိပ်စက်ပြီးတော့1015နှစ်မှာ3နှစ်ကြာပြီးလုံငိမ့်နဲ့ပြန်ထွက်လာပြီးတော့အဲ့ဒီအကုန်လုံးဖုံးထားပြီးတော့ဧဝရိယာသာဧကရိယာသာဆိုပြီးတော့စိုင်ပြန်ဖွင့်ပြီးတော့နေတိုးတို့ထအောင်ရှိုင်းတို့အကုန်လုံးယူသလိုပလိုဂျင်းထည့်ပြီးကြော်ညာခိုင်းပြီးတော့ငါတို့ social ထဲမှာလူကောင်းအောင်ဆောင်ပြီးဝင်လာပြီးတော့နေတာထိုင်ကြည့်ရမှာလားကိုနေတို့လည်းအကန့်နဲ့ဟိုကိုနေတို့ဆရာတရားကကူညီပြီးတော့ဒါကသွားလိုက်ပါအောင်ဘာလို့လာအောင်ဒါဒါလေးတော့လှုပ်ပေးလိုက်ပါအဲ့လိုအကန့်အနေနဲ့ရရတာခင်ဗျားတို့တို့သမင်းပေါ်လာလိမ့်မယ်နေတို့ကရုပ်ရှင်တက3000ယူတယ်မြင့်မြင့်ရုပ်ရှင်တက3200လောက်ယူနေပြီနော်အကိုထုံးလည်းအရန်အောင်မြင်တယ်အင်ကြီးဝတ်တဲ့ brand နေနဲ့ဒီအကောင့်လေးပေးတဲ့အင်ကြီးတစ်ထည်90လောက်ကိုဗမာဝင်9သိန်း6သိန်းနဲ့အင်ကြီး90လောက်ကိုဒီကိုထုံးလည်းယူပြီးတော့ဝါလှုပ်ပေးစရာမလိုဘူးအဲ့ဒါနောက်ွယ်မှာအဲ့ဒါလှုပ်ပေးဖို့အတွက်ကိုမင်းသားမမိအကုန်လုံးဝါဆန်ပို့နေတဲ့ဟိုဟာရှိတယ်ကျွန်တော်မပြောချင်ဘူးကျွန်တော်အကုန်သိတယ်အဲ့တော့မေးရမှာအဲ့မင်းသားတွေမင်းသမီးတွေအကုန်လုံးတွားမေးရမှာဘာဖြစ်လို့ဒီလိုရာဇဝတ်မှုကျူးလွန်ခဲ့ပြီးအဲ့ဗမာမင်းကလေးတယောက်ကိုကလေးလေးတယောက်ကိုဒီလိုလုပ်ခဲ့တဲ့မိသားစုနဲ့ဘာလို့ပတ်သက်တာလဲသူနှစ်ယောက်ကိုနော်ဘာလို့ပတ်သက်တာလဲဆိုမေးခွန်းကိုနေတို့မှတွားမေးဟိုခင်ဗျားလုံးအောင်မှာကြီးရဲ့လူအကုန်လုံးမှာနှလုံးသားရှိရဆိုရင်လေနှလုံးသားရှိရဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ပြဖာရုခန်းဆိုတဲ့ဟာကိုတွားကျွန်တော်လွတ်ပေးမှာမဟုတ်ဘူးအေးဒါစောက်တိတ်ပဲရှိတယ်ပူဖီနန်ထက်ဖာရုခန်းမစ္စတာဖာရုခန်းရေပုံးကြီးလည်းထန်လာပြီဆက်သွယ်ရေးဦးလေးပုံး तू ကငါတို့အောင်တရားဆွဲအောင်မယ်ကျင်ညာလိုက်သေးတယ်အဲ့ဒါငါ့ကိုကစ်တာတိလားသိလားဟဲ့ဒီကြားအော်ဒါငါ့ကိုမဖိုးလေးကုန်းတော့သူတို့တင်နေပြီလေသိလားအမေတခိုးလူပြန်ဟစ်တာကြည့်မှာခါခွေခါငယ်ခါကြီးလို့လေးမျိုးပြတ်ထန်းထားပါလေခါကြီးခါခွေခါငယ်ပုံဆက်သွယ်ရေးဦးလေးပုံမှ66မှာခါကြီးခါခွေခါငယ်ခါကြီးလို့လေးမျိုးပြတ်ထန်းထားပါလေခါကြီးခါခွေခါငယ်ပုံမှအတွက်ထောင်ဒဏ်3နှစ်ထိချမှတ်နိုင်ပါတယ်ငွေဒဏ်တနည်းလုံးချမှတ်လို့ရကြောင်းပြဋ္ဌာန်းထားပါတယ်66ဆက်သွယ်ရေးဥပဒေပုံမှန်66မှာကကြီးခခွေခငယ်ခကြီးလို့လေးမျိုးပြဋ္ဌာန်းထားပါတယ်ကကြီးခခွေခငယ်ပုံမှန်အတွက်ထောင်ဒဏ်3နှစ်ထိသူတို့ဇရာကြီးပြန်လဲတက်လာသူတို့ဇရာကြီးတင်တဲ့လူကိုထောင်းနှံအောင်ချအောင်မယ်တွေပိုင်းမှာလုံးမကလာမေစပေါဗဇပ်တူတူပဲအကောင်တယောက်တည်းပိုင်းတာတူတူပဲအောင်မြင်လာတယ်အချုပ်ရင်းနဲ့အောင်မြင်လာတော့ပီယာရောင်းတယ်ဒါပါပဲအောင်မြင်လာဘာမှမဖြစ်ဘူးနော်မြန်မာအင်ကိုအကောင်မလေးတွေကိုနှိပ်စက်တဲ့အမှုနဲ့1015နှစ်ကျော်ကြာပြီးတော့နှိပ်စက်တဲ့အမှုနဲ့1015နှစ်ကျော်ကြာသွားအင်းဝါဆန်းရပိုင်ရှင်များအခုတော့မင်းတို့ငါတို့သူတို့မင်းတို့ငါတို့သူတို့နဲ့အတူဝါနေကြပြီမလားလို့ငါတို့လည်းမင်းအောင်လာတရက်ကြရင်ဖျားကြီးဆိုရှစ်ခိုးကြမှာမင်းတို့တေအောင်မှတ်ထားအဲ့ဒါငါတို့နိုင်ငံစောက်အောက်တန်းသားစောက်ချင်းတည်လားမင်းအောင်လာကိုလည်းငါတို့တစ်ချိန်ကြရင်ဖျားကြီးဆိုပြီးရှစ်ခိုးကြမှာဘာလို့လဲလားအချိန်ပဲ15နှစ်လောက်ကြာသွားမေ့ပါမင်းတို့အခုဘာဖြစ်လဲမှတ်မိလားမင်းတို့ NUG ဗာလဲ NLD ဖြစ်တော့ကလေအနှစ်20ကျော်မြန်မာနိုင်ငံကိုဖင်နေလိုးပြီးတော့တစ်ကြောဝိုင်းနေအကုန်လုံးတက်ဆိုတာမရှိအောင်ပြုံးအောင်လှုပ်သွားကိုမေကိုလိုးတဲ့တန်းရွှေကိုတောင်မှအခုမင်းတို့ဒီမှာမင်းအောင်လိုင်းအာနာတိန်လဲတိန်အောင်ဖိုးလာပြေးရ we stand with you ဘာညာလို့လိုက်တော့မင်းတို့သူ့အဖိုးလှုပ်တာအကုန်မေ့ပြီးတော့စောက်ပေါ်တရောင်းသားဖိုးလာပြေးကိုတောင်မှမင်းတို့ကောင်တွေက idol လို့ဘာလို့ဖြစ်သွားတာလေ that's the whole point we can't not forget what happened in the pastဖိုးလာပြေကိုလည်းလက်ခံတရားစောက်ကြောင်းပြီးသူ့အဖိုးလိုးပြီးသူ့အဖိုးတက်ပြီးသူ့အဖိုးနှိပ်စက်ထားတဲ့လူဘယ်နှယောက်ရှိလဲအဲ့ဒါကိုမီးကြမှာအမြင်မှန်ရအောင်လို့မရဘူးအဲ့ဒါကိုတမတ်ကအမြင်မှန်ရအောင်လို့မရဘူးမေလိုးလိုက်ငါတို့နိုင်ငံမှာလေကွာအဲ့လိုလုပ်လို့ရလားမင်းတို့ဖိုးလာပြေဘယ်လိုထင်လဲအရန်ချစ်သွားရမလား oh we stand with you ရေကောက်ပွဲတော့3ကြောင် we stand with မေစပ်ပြီးသူ့အဖိုးကအနှစ်20လိုးပြီးတက်ပြီးဝါတော့မှနောက်တော့ကောင်ယူသွားတော့မှမင်းအောင်လိုင်းယူလဲယူသူ့အဖိုးလက်ထက်ကနေမင်းအောင်လိုင်းလက်ထက်အပြီးရောက်တော့မှ we stand with you ဆိုပြီးပါရဲ့အတွက်တက်လောက်တာလေနှစ်မမင်းတို့ကအဲ့ဒါဖိုးလာပြေအေးစောက်ပေါ်နိုင်ငံမင်းတို့ကြည့်မင်းတို့အဖိုးလာပြေတွေဘာမှမပြောဒီကလားတွေတော့မင်းတို့မေ့သွားတယ်ဟိုမှာနှိပ်စက်ပြီးရင်းနှွေးမှုလောင်းပြီးတော့အိမ်ပေါ်ကိုကုတ်ချက်ပြီးမိုက်ရိုင်းနဲ့ကလားတွေတော့မင်းတို့မေ့သွားတဲ့နိုင်ငံ
သွားဆဲလေအဲ့ကလားအောင်မှာသွားမေးလေဟုတ်လားဖာဒိုခန်ဘိုင်ခမရလုတ်ခဲ့တာဟုတ်လားအဲ့ကောင်မလေးတွေခမရတို့နှိမ့်ဆက်ခဲ့တာဟုတ်လားအဲ့လို1015နဲ့ကြာခဲ့တာဟုတ်လားအင်းဝအချုပ်ဆိုင်ရဲ့ပန်ရှင်အဟောင်းတွေကခမရတို့ဆိုတာဟုတ်လားအဲ့လိုမျိုးတော့ပြီးကိုနေတိုးအောင်မှာသွားမေးလေကိုနေတိုးဒီကိစ္စကိုသိတဲ့လူတယောက်နဲ့လောက်ကျူးလွန်ထားတဲ့လူတယောက်နဲ့ကိုနေတိုးလို့နိုင်ငံကျော်မင်းသားကြီးဗျာဟာလားဗရန်တစ်ခုရရင်တော့900 1000ယူတဲ့မင်းသားကြီးကဘာလို့ဝါနဲ့သွားပြီးအလုပ်လုပ်တာလဲကိုထွန်းတော် Academy ကိုထွန်းတော်လည်းသွားမေးရမှာ Why did you go and work with the ex criminals ကျွန်တော်ထောက်ချင်ဖုန်းဆက်နေဆက်လို့မရတော့လွတ်မှာမဟုတ်ဗမာလိုမမေ့နဲ့ဗမာလိုမမေ့နဲ့မာလူမျိုးခဏပဲညမပြောချင်ရင်အဲ့လိုဖြစ်လို့ရလားဟမ်ငါတို့ကျတော့ဘာမှမလုပ်ဖဲနဲ့မြောက်ရီပေါ်တင်ရတယ်သူမိတ်စပတ်ပေါ်တင်ရတယ်ငါတို့ကျတော့လူကောင်းတွေတနိုင်ငံလုံးလှူတန်းခွေးလို့တော့လှူတန်းခဲ့တဲ့ကောင်တွေကျတော့ဒတိုင်းမီလုံးရှိမှခွေးလို့နွားလို့ငါတို့ကျတော့ပိုးပိုးပတ်လိန်ပြီးပြောခံရတယ်ဟမ်အဆုံးလေးပဲဟမ်တကယ်ဟိုမှာအမအိမ်မှုမသိဘူးလားအမေကအမမသိဘူးလားအိမ်မှုလူတိုင်းသိတယ်အိမ်မှုမသိဘူးလားအိမ်ပေါ်ကောင်မလေးတွေကိုရင်ထဲဘူးလောင်းပြီးဓာတ်အိမ်နဲ့ချစ်ပြီးညစ်အေးအဲ့တော့အမေလည်းသိတယ်အဲ့လိုသိတဲ့အမှုတစ်ခုကိုကျွန်တော်အခုဖော်ပြီးလုပ်တာအမေပါဟုတ်ပါလားကျွန်တော်မိသားစုကမရဘူးကြောက်တတ်တယ်သူများเจ้าတွေမပြောချင်ဘူးကျွန်တော်ကလီကျွန်တော် trauma နဲ့ကျွန်တော်နေတို့ခမရကိုနေခမရတလဘလောက်ရှာလဲနေတို့ခမရရှာတယ်မရှိဘူးဆို10သား15သားရှာတယ်ခင်ဗျမစားပါနဲ့ဗျာပေါ်တော်ရှောက်ပြောမနေပါနဲ့ဗျာနော်တော်ခင်ဗျားတို့အိုင်ယွန်နောက်တဲ့တကားအတီပြောနေတာစောက်ချီးတကားလာမပြောနဲ့နော်မြန်မာနိုင်ငံနာမည်အကြီးဆုံးမင်းသားနေတိုးပဲနံပါတ်1ကနေတိုးပဲဖင်မယားနဲ့နိုင်ငံကြော်တာပေါ့ဘာလို့မကြော်အောင်နေတိုးထိုင်းလာရင်မအုံအောင်လားလီးတကားလာစောက်ဘောတကားလာပြောကဲနေတိုးပရဒူနန်းလာရင်မအုံအောင်လားလီးတကားလာနေတိုးပတရား walking street လမ်းရှောင်းရင်မအုံအောင်လားယူနေလမ်းအောင်ရှောက်လို့ရမှာစပတ်မို့နိုင်ငံမကြောအောင်မှာဟိုင်လာစားစောက်ယူနေလိုက်ရင်းနေအဲ့အဓိကပြောပြသွားအဲ့မှာ6 million မြန်မာ population ရှိတယ်တော်ပါဗျအေးဟုတ်ပြီခင်ဗျားမှန်တယ်ခင်ဗျားဗသက်ပိတ်ပြီးနေအိမ်မှန်စပတ်နဲ့အလုံးနေတာတခုငါလီးစကားလာပြောစောက်ဘောကတမျိုးမျိုးနားမလဲဘူးလေငါလို့ငါပြောနေဟာအတိန်အနက်အတိတ်ပဲမိစောက်နားမလဲဘူးလားငါလိုးမှသာဆဲပြီမိစပတ်နေတော့ကအရေးကြီးလားဟိုငါပြောနေတဲ့ point ကိုမင်းနားမလဲဘူးလားမအေးဟိုရဲ့ပြောနေတဲ့ point ကကဘာကြောနိုင်ငံကြောပြောနေတာမဟုတ်ပြောနေတဲ့ point ကမြန်မာနိုင်ငံမှာနမတ်အကြီးဆုံးမင်းသားမြန်မာနိုင်ငံဆလမာခန်ရှာရုခန်လိုမင်းသားတွားပြီးတော့မြန်မာမိန်းကလေးတွေကိုဟိုမြန်မာအိမ်ပေါ်ကောင်မလေးတွေကို9နှစ်တိတိနှိပ်စက်ပြီးတော့ accuse မဟုတ်ဆွဆွဲခံရတာမဟုတ်ဆွဆွဲခံပြီးတော့အပြစ်ရှိကြောင်းထင်ရှားသဖြင့်အမိတ်ချခံပြီးတော့15နှစ်တိတိထောင်ကျပြီးတော့မှလွန်ငင်းနဲ့ပြန်လွတ်လာတဲ့ကောင်တွေကိုနေတိုးတို့ထွန်းတို့ထောင်ဆိုင်တို့ဟာဗရန်အမတရာပုံစံတွက်လုပ်ပြီးတော့ကြော်ညာပေးနေတာဟာလုံးဝမဖြစ်တဲ့အောက်တန်းစားကိစ္စအဲ့ဒါကိုပြောနေတာမအေးနိုင်ငံကျော်ပြောနေတာမဟုတ်အမေဖုန်းဆက်တယ်တားရဲ့ဘာလို့ဖို့လဲသူများကိစ္စတွေတားရဲ့ဘာလို့ဖို့လဲသူများကိစ္စတွေအမေရဲ့ဒီနေ့ကစားအမေသားသူများကိစ္စတွေနဲ့ပြောပြီးသွားတော့မှအမေသားဘောကမှလည်းဘာမှလုပ်စရာမရှိတော့ဘူးလေပတ်စံလည်းရှိတယ်လုပ်စရာဒါပဲရှိတော့တယ်လေလူကလုပ်စရာကျွန်တော်ကဘာရှိလို့ဖုန်းလည်းတိတ်ကြောင်လို့မရတော့ကုန်ပြီလုပ်စရာဒါပဲလူမှုကယ်ဆယ်ရေးပဲလုပ်ရတော့မှလူရင်းနဲ့ပတ်သက်တဲ့ဟာတွေကောင်းတာတွေပဲစူးစမ်းပြီးလုပ်ရတော့မှအဲ့ဟိုမနေ့ကကျွန်တော်ပြောရလေဟိုကျွန်တော်တေးရလို့တတ်မှတ်ပြီးသားတေးပြီးသားလို့တတ်မှတ်ပြီးသားဖြစ်တော့ကြောက်လည်းမကြောက်တော့အဲ့ဒါကြောင့်မို့ဒါတွေပြောနေရလေအမုန်းခံရမယ်ဆိုတာသိတယ်ဒါမှန်တာပြောနေရလေကိုစလက်ကျွန်တော်မှားလားကျွန်တော်မုန်းတဲ့လူတွေလည်းရှိတယ်နော်လူ200ကျော်မှာကျွန်တော်ဘယ်နာမှားလဲပြောပြပါလားကျွန်တော်ဘယ်နာမှာဟမ်လူပေါင်းလောကမှာအဲ့လိုလုပ်ငန်းတွေလုပ်ပြီးသွားပြန်ဝင်လို့မရဝင်းထုတ်ဝင်းကလူတတ်မှုနဲ့ထောင်ကျသွားတယ်ဝင်းထုတ်ဝင်းပြန်ထွက်လာပြီးတော့လူကောင်းအောင်စောင့်လို့မရအောင်ဒီမှာကြောက်မှတို့တွေဖြစ်တော့မလားငါဘွားကြီးသေပြီးသွားပြီကျွန်တော်မေကတနာပါဗျာစိတ်ပူတာပေါ့သိလားဟာတာပြောလဲစိတ်ပူတာရဲနေဘာလို့ညင်ညပက်ပြောရလဲဟာအတီပြောလဲတာရဲဘာဒေါပေါက်ပြီလားမင်းတို့ကောင်ငါဖေကဘာလို့မွေဖြက်လဲသိလားအဲ့ဒါပဲဖြေဝန်းထက်ဆန်တဲ့ငါလီယာပြီးကစင်နေမလုပ်ပြီးတင်လိုက်တယ်ငါဖေတွေ့သွားငါဖေရှိသမျှအမျိုးတွေကိုဝိုင်းပို့တယ်ငါဖေငါဖုန်းဆက်တယ်ငါလိုးမသာဘာဖြစ်တာလဲနှောက်ပုတ်တာဟိုလုံခဲ့တဲ့ဘက်ပလန်နဲ့စံညလောက်ပဲဟာမဟုတ်ပါဘူးဘာလာပြင်းနေအဲ့နဲ့တင်တဲ့ကိစ္စမသိငါလည်းတင်လို့ငါတင်တာလေအဲ့လေငါတင်တာလေငါတင်တော့ငါ့ကိုတင်းသွားတယ်အဲ့ဒီငါနဲ့နေနဲ့ဆွဲဟောက်တင်းတာလေတင်းတော့လူပြေပါအဲ့လိုဖြစ်လာတယ်မဟုတ်ပါဘူးနေအိမ်နဲ့ဖြစ်တာကိစ္စဘာလို့မို့ So anyway serious ပြောနေဘာလို့မလို့ယူထည့်ပြနေမသိငါကြောက်ပဲအဲ့ဒါကြောင့်ဟုတ်တယ်လေငါစော်ရင်းနဲ့တွားအဲ့လိုနန်းအဲ့ဆိုနင်းနာမည်မထဲတော့ငါကောင်မတွေရှာနဲ့ရဲပြတယ်ကွာ online တင်ပြီးတော့သိရအဲ့တော့ငါဖေအဲ့လိုမျိုးလုပ်ပြတော့ယွန်ပြီးတော့ငါစောက်စကားမပြောတော့ကောင်မတိုင်းအောင်လုပ်ပြငါဒူကောင်မမဟုတ်ကောင်မတိုင်းအောင်ငါလုပ်တာ
ငါကြိုက်တယ်လို့ online တင် ရုံရစိတ်ထဲနေဘာမှ ပြောနေတာတခုစောက် anyway so ပြောချင်တဲ့ point က that is that ပြောနေကြအောင်ငါ့ကိုပြန်ခံပတ်ပြီးပြောရတာလည်းပါ so if you shut the fuck up I'm talking about real shit ဘာလို့ထည့်ပြောရလဲ hey then I won't talk about you I'll talk about other bitches is it okay can I talk about other bitches ဒီကျွန်တော်ပြန်တွေ့ပြီးချင်ပြီးတော့အဲ့လိုဖြစ်သွား အဲ့လိုစိတ်ဓာတ်နဲ့များညနေလူတွေကိုကဲဆယ်ချင်တာတွေဟိုဟာတွေ နင်းပသက်ကဘာလို့လညှောင်းနေငါပြောတဲ့ point တစ်ခုနင်းပြောတဲ့ point တစ်ခုဖြစ်နေရလေ နေ့အမွေဖြတ်တဲ့ကိစ္စဟိုလုံခဲ့တဲ့ဘယ်နှစ်ခရက်ဖြတ်ထားတဲ့ကိစ္စ ဘယ်နေ့ကနင်းနဲ့တွေ့ပြီးမှဖြတ်တာလေ ဟုတ်လား ဟုတ်တယ်လေ it is very important matter ဟောအဲ့လိုကြောင့်ညလူမှုကဲဆယ်ရေးဆိုပြောချင်ပြီးတော့ငါ့ကိုလာပြီးတော့ရိုင်းဆန်းပြော နင်းဘယ်နာရိုင်းလဲ I just told everyone that I was kissing you and that I posted that content and then my father saw my content and everybody started messaging him and then he stopped talking to me that's the fucking truth ကောင်းလို့ချင်းကောင်းလို့စိတ် ပြီးမှာပါဒီခေါင်းနဲ့ငါနဲ့ရတယ်ဘယ်တော့ပြီးမှာမပြီးမှာထိတ်ချမပူနဲ့တရားမဟုတ်တရားတော့ပြီးမှာ anyway ဟိုပြောနေတဲ့ point အဲ့ဒါမဟုတ်ပြောနေအဓိက point ကအဲ့ဒါမဟုတ်ပြောနေအဓိက point ရဟုတ်ပြီဇေယျငါထပ်ပတ်စံရှိရဇေယျနဲ့တွဲလိုက်လေ ခွဲပြီလေ တွားလေညီမလေးတွားလိုက်နင်ဘန်ကောက်ပြန်မရောက်ခင်လားစာရုပ်လက်မှတ်ထိုးပြီးရောက်စေရမယ် အဲ့ဒါကလူငယ်ဘယ်လိုလဲ ဟာတွားလိုက်စမ်းမာဒီမှာလူ400ရှိရမကွဲပြီးငါကြိုက်တယ်လို့ပြော ဟိုကျွန်တော်ကလည်းဟိုကျွန်တော်က နေသမ်းမှာဟဲလူတိုင်းသိရဲ့ 2000လောက်ရှိမှနေပြောတာလေအဲ့တော့ငါနေထိုင်ပြောနေတဲ့ဟာဝင်မပါတဲ့ဟာဘာလို့ငါနာမည်ကိုထည့်ပြောရလဲလို့ ပြောတောင်းမှမာတယ်နော်သူ့နာမည်ထည့်ပြောမိရတော့တောင်းမှမာ ဘူးလိုလူသိများတဲ့အေကူကလေးငယ်2ဦး9နှစ်ကြာညှဉ်းပန်းနှိပ်စက်ခံရတဲ့ဖြစ်စဉ်ဟာလူအများကြားအားသင့်စေခဲ့ပါတယ်။အေရှင်မိသားစုကနေခန္ဓာကိုယ်အနှံ့အပြားကိုကက်ကြီးနဲ့ထိုးတာလက်ချောင်းတွေကိုလှန်ချိုးတာလို့လိုအပြင်းထန်နာကျင်စေခဲ့နှိပ်စက်မှုမျိုးတွေ လို့အခုနကျွန်တော်ရန်ဖြစ်တာပဲစောက်ရေးမပါဘူးအဲ့ဒါဒီနေ့တိုင်းဖြစ်နေတဲ့ကိစ္စနော် ဒီဖြစ်စဉ်မှာ ဟုတ်ပြောနေတဲ့ကိစ္စဒါအောင်ပြောနေတာ စက်တင်ခံခဲ့ရပြီး၄ဦးကတော့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အများဆုံးထောင်ဒဏ်16နှစ်ထိချမှတ်ခံခဲ့ရတာပါ။ညမနှိပ်စက်ခံခဲ့ရတဲ့အေကူ2ဦးတည်းကတဦးဖြစ်တဲ့မဆန်းကေခိုင်ရဲ့မိခင်ဖြစ်သူဒေါ်ညိုညိုဝင်းရဲ့သားသမီး၄ယောက်ထဲမှာမဆန်းကေခိုင်ကသမီးကြီးပါ ဟဲ့ နေချင်းကတလုံးအဆင်ပြေတယ်တွားလုံးမလားအဲ့လိုပေါ့သူကခေါ်တော့အဲ့ဒါနဲ့ကိုလည်းထည့်ပြီးတော့ကို တွေ့ လည်း ပါလို့ပါဟဲ့ စိတ်ထဲတော့မကောင်းဘူးညီမရဲ့ကိုကလေးကအဲ့လိုထရရထရနေနေဆိုကိုကလေးပြန်ရဖို့ရေးပဲဆိုတော့အသေးသေးနာခေါ်လာတာကိုထဲမှာစိတ်ထဲတော့မကောင်းဘူးကိုကဒုက္ခရောက်တော့ကုညီလေးရမလားဆိုပြီးတော့ထားမိတာပေါ့ကိုရဲ့သူများကလည်းပြစ်တင်လို့ကမရဘူးနောက်တာရလာတော့ညီမရဲ့အခုကလေးလေးတကောင်တကယ်ဆိုင်နေဖိုင်တတ်ထားမှုပြောတယ်ဘာမှမထားနောက်ပိုင်းလို့ဖြစ်မှကြောက်လို့ လဲမှာဗောအင်းဝါပဲ ချုပ်ဆိုင်ကမိသားစုဝင်တွေကို မလဲရဘူးလား ဥပဒေရာဇ တော့ပေါ့ GGB ရောမလဲတင်ဦးထင်တာလားလော let's discuss it မလဲတင်ဦးထင်တာလားမလဲတင်ဦးထင်တာပြောကြည့်လောက်ပါစောက် comment ပေးပြီးမထွက်သွားနဲ့လော GGB ရောမင်းလည်း fake account လားမသိပြောမလဲတင်ဦးထင်တာထောင်ထဲဘလို့ပြေးမှာလူငိမ့်နဲ့ထွက်လာလေအေးဟိုကဗာလဲထောင်ထဲရောက်နေပြီအေးမင်းစပတ်တဲ့အုံနောက်နဲ့ဟိုကထောင်ထဲရောက်မလားကိုမေကိုလိုနှမလိုရဲ့အင်းဝါအချုပ်ဆိုင်ကနေအေဝရက်ရာသာဧကရရာသာဆိုလွန်ငိမ့်နဲ့ထောင်15နှစ်ကို3နှစ်4နှစ်နဲ့ထွက်လာပြီးတော့အေဝရက်ရာသာဧကရရာသာလို့ဖွင့်ပြီးတော့နေတိုးကိုကြော်ညာခိုင်းလိုက်ထွန်းကိုကြော်ညာခိုင်းလိုက်ထောင်းရှမ်းကိုကြော်ညာခိုင်းလိုက်နဲ့ဝါဆိုမင်းစပတ်တဲ့အင်းဝါအချုပ်ဆိုင်ပိုင်ရှင်တွေပဲလေအဲ့တော့လီးလာငါတို့ကဟောရအောင်စက်ပြောအင်းဝါအချုပ်ဆိုင်ပဲမလဲရအောင်လားဆက်ပြောကိုစလက်မေးရင်မင်းတို့မေးရင်ဟာကျန်းရသူတို့ကြိုက်လို့ဖင်ခံတာလေနင်းထောက်လို့လားဆိုတော့ခမရသမီးကိုသမီးရှိလားမသိအမရှိလားအမေတော့ရှိမှာပေါ့မင်းအမေကိုသူများအိမ်မှာအိမ်ပေါ်လောက်ခိုင်းလိုက်ပြီးရင်အဲ့အိမ်လောက်တဲ့အိမ်ပေါ်ကမင်းအမေကိုရင်နှွေးပူနဲ့လောင်ဓာတ်ရည်နဲ့ချစ်ပြီးလို့မင်းအမေအိမ်ပြန်ပို့လိုက်ပြီးတော့အဲ့လူကို9နှစ်15နှစ်ချပြီးတော့
အဲ့1015နှစ်ကနေပြီးတော့1015နှစ်ကနေပြီးတော့ဟဲ့အောင်ငါလိုမှသာခင်မောင်ရွှေမအေးလို့ငါ့ကိုပေးဖို့ပဲရှိရဲ့လောကကြီးတစ်ခုလုံးကမအေးလို့ရဲ့ငါအဲ့ဒါပြန်မပြောချင်ပြန်ပြောရင်ငါနဲ့ခင်တဲ့လူတွေပါဖင်ခံရမှာမဟုတ်လို့ငါပြန်မပြောနေတာထားလိုက်လို့ပြောထားလိုက်မစွမ်းနဲ့ငါ့ကိုပေးဖို့ပဲရှိရဲ့ Okay I'm not going to read သူတို့ကြိုက်လို့ဖင်ခံတာနေမင်းစောက်လို့လားဆိုတော့ငါဆောက်လို့ပေါ့မင်းစပိုင်မင်းကဗမာကြီးဖြစ်ပြီးဗမာနိုင်ငံသားဖြစ်ပြီးမင်းဆောက်လို့လားဆိုတော့မင်းတို့ဆောက်လို့မဟုတ်ဘူးလားငါအဲ့ကောင်ပြောတဲ့ကောင်ကမင်းဆောက်လို့မဟုတ်ဘူးလားမင်းတို့ဆောက်လို့မဟုတ်ဘူးအဲ့မင်းတို့အားလုံးကငါ့ကိုဆဲဖို့အတွက်နဲ့ငါ့ကိုဆဲရရနော်ငါ့ကိုဆဲတာโอเคတယ်အကုန်လက်ခံဒါပေမဲ့ငါ့ကိုဆဲဖို့အတွက်နဲ့အဲ့အင်းဝအချုပ်ဆိုင်ပန်းရှင်နေအဲ့ကလေးလေးတွေနှိပ်စက်ပြီးတော့1015နှစ်မှာ3နှစ်ကြာပြီလုံငိမ့်နဲ့ပြန်ထွက်လာပြီးတော့အဲ့ဒီအကုန်လုံးဖုံးထားပြီးတော့ဧကရိယာသာဆိုပြီးတော့စိုင်ပြန်ဖွင့်ပြီးတော့နေတိုးတို့ထအောင်ရှိုင်းတို့အကုန်လုံးယူသလိုပလိုကျင်းထည့်ပြီးကြော်ညာခိုင်းပြီးတော့ငါတို့ဆိုရှယ်ထဲမှာလူကောင်းအောင်ဆောင်ပြီးဝင်လာပြီးတော့နေတာထိုင်ကြည့်ရမှာလားအဲ့ဆိုငါစေးကြောင်တော့အဲ့ကိစ္စကိုထိုင်မကြည့်နိုင်မနဲ့မင်းတို့ကစေးမကြောင်တော့အဲ့လိုလူတွေကိုထိုင်ကြည့်နိုင်တယ်အဲ့လိုလားဟုတ်လားအကိုမေးကြည့်ပါလားအကိုမေးကြည့်ပါဟုတ်လားပြောချင်ထမင်းစားရကောင်လဲအဲ့ဒါကလားလေဟဲ့အောင်ငါဒီနေ့အချိန်ကြီး illegal တခုမှမလုပ်ဘူးဟဲ့အောင်ငါဒီနေ့အချိန်ကြီးဖာဘရောမှမချအောင်ဘိုင်လာစားနေခွေးတောင်စားစောက်ကလာတော့ပွိုင်ပြက်ွားကျေးဇူးပြုရေအဲ့ဖတ်တော့ခန်းဆိုရအကောင်သွားပြီးမေးသမ်းပါဗျာနော်ခင်ဗျားတို့အကောင်လုံးမှာလူသိရှိတဲ့လူတွေအကောင်လုံးအဲ့ကောင်သွားပြီးမေးသမ်းပါရောကျွန်တော်ပြဖတ်တော့ခန်းတော့သွားပြီးမေးသမ်းပါဘာလို့မရှင်းတာလဲဘာလို့တင်းစာရှင်းလင်းမလို့ဘာလို့မလုပ်တာပိုကျန်းတာဘာလဲသိလား ex criminal ကိုခေါ်ပြီး academy မှာပေးပွဲမှာခေါ်ပြီးတော့ ex criminal တွေကိုခေါ်ပြီးတော့ငါတို့နိုင်ငံကြီးကသိလား background check ဆိုတာလို့လေသိလားအဲ့လိုပွဲတွေမှာအကုန်ပြမှုကင်းရှင်းအဲ့လိုပဲသိလားအဲ့ဒါတခုမှမစစ်ဖဲနဲ့အဲ့လူတွေကိုခုံပေါ်ခေါ်ပြီးတော့ academy တွေဘာမှာအသိမှတ်ပြုပေးလိုက်တာမြန်မာရောကြည့်ရမ်းလိုက်တဲ့စုဟာ300ကိုနေ9ကိုကို338တစ်ကနေပြီးတော့တစ်စင်းပြန်လည်ပြီးညဝေပေးတော့မှာဖြစ်ပါတယ်ဘိုင်ဘိုင်မချစ်တဲ့တဲ့နေကိုညာယူမှုဖြစ်အောင်လုပ်တာလားအာဝါလာပီတာအာဦးโอเคအခုတော့ပြောသွားကျွန်တော်အကောင့်ဦးချလိုက်မယ်ကျွန်တော်မိုက်ဒေးမှာတင်ထားတယ်အဲကျွန်တော်မိုက်ဒေးမှာတင်ထားတာအဲ့ဘဲအကောင့်เนาะအဲ့ဘဲအကောင့်ကနေပြီးတော့ကိုနေတို့ကိုထွန်းထွန်းအကုန်လုံးတတ်မေးကြအဲ့ဆိုသူတို့လည်းထွက်ရှင်းပါပါသူတို့လည်းထွက်ရှင်းမယ်ဆိုရင် they are done okay they are done ဘာမှမရှာနာလို့မဖြစ်ပါဘူးအဲ့ဘဲဆိုအစငါလေးစားဟဲ့အောင်ငါပွဲတွေမှာတော့အဲ့ကောင်တွေငါဖိတ်ခဲ့တဲ့ကောင်တွေငါလိုမှသာခင်မောင်ရွှေကိုမေကိုလိုးရဲ့မင်းအဖေရလေမြန်မာနိုင်ငံမှာလက်ရှိမင်းဖေဒီကလာမြန်မာလက်ရှိလုပ်ငန်း၈ခုလောက်ပိုင်နေမအေးလိုးရဲ့နားလေလား၈ခုကို၈ယောက်နာမည်နဲ့ဦးစီးနေတာအဲ့တော့မင်းလီးမရနဲ့မင်းတို့အကုန်လုံးထန်ကအများကြီးပေါ်ရှိတယ်ဟုတ်ပြီနော်အခုကပြောတင်ပြောထိုက်တဲ့ဟာမလို့ပြောနေတာအေးငါလည်းမသိဘဲနဲ့အဲ့စောက်ကလားတွေကိုငါရဲ့ပွဲတွေကန်းသားတွေအကုန်လုံးမှာငါဖိတ်ပြီးတော့ထမင်းတွေကျွေးဘားတွေကျွေးနေငါအခွင့်အရေးတွေပေးခဲ့မိတယ်မသိလို့အေးငါ့ကိုလည်းအဲ့ဒါကိုမပြောပြဘူးနော်ငါတငယ်ချင်းတယောက်ကအစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အပေါ်မှာ तू ကငါ့ကိုလာပြောပြဟဲ့မင်းမသိဘူးလားအဲ့ဒါအဲ့တော့အဲ့ case နဲ့ညှက်သွားတဲ့ကောင်နေလို့ပြောတော့မှငါလေ့လာပြီးတော့ online သတင်းတွေပါဖတ်ပြီးတော့မှငါတော့ယုံသွားလို့ငါ့ကိုဂျင်းထဲလို့ငါတော့စောင့်ရမ်းတင်းတာအဲ့တော့လီးလာငါတော့ခေါ်ပြီးတော့ငါပွဲတွေမှာကွာစပွန်ဆာပေးပြရတယ်ဆိုလိုက်နေတဲ့တရောင်းစားကိုငါမနာလို့ဖြစ်မလားဟဲ့အောင်အင်ကြီးချုပ်တဲ့ကောင်ကိုငါစောက်စင်းနဲ့မနာလို့ဖြစ်မလားပွဲမှာထမင်းအကောင်တွေခေါ်ကြည့်ရပါတယ်ဆိုရင်အေးလိုးတွေကတမျိုးစကွင်ပေါ်တဲ့စောက်ခွက်တွေထပ်ပေါ်မလာလုပ်ပေးရမှာမဟုတ်ညီမလေးကမဆိုင်ပါဘူးငါစိတ်မကောင်းဖြစ်သွားပြီအဲ့အကောင်လုံးရဲ့ comment တွေထဲမှာလေငါ့ကိုမုန်းတာလက်ခံတယ်နော်မင်းတို့မွတ်စလင်ကလားမုန်းခရစ်ယာန်ကလားမုန်းဗမာမုန်းဂျေလို့မုန်းပတ်စံရှိလို့မုန်းရုပ်ဆိုးလို့မုန်းမင်းတို့မုန်းတာလက်ခံဟုတ်ငါပြောနေတဲ့ကိစ္စကလေအခုကငါနဲ့ train နဲ့ရန်ဖြစ်လို့မင်းတို့ကမုန်းလေလက်ခံတယ်နော်ငါအခုပြောနေတဲ့ကိစ္စကငါတို့နှစ်ယောက်နဲ့လည်းမဆိုင်ဘူးမင်းတို့ငါ့ကိုမုန်းတာနဲ့လည်းမဆိုင်ဘူးမြန်မာနိုင်ငံသားဖြစ်ရင်ကိုမင်းတို့မျက်စိလေးမှိတ်ပြီးအိုးဒါကြီးဖြစ်တင်လားမဖြစ်တင်ဘူးလားလူဖြစ်ရင်ကိုရပြီငါမုန်းတာတော်မုန်းမင်းတို့မမုန်းနဲ့ဘယ်သူပြောလို့လဲမုန်းလေဟဲ့ရအောင်မငါပိုင်တဲ့ကွန်လိုဘယ်နှလုံးရှိလဲသိလားဒီလားငါပတ်စံနေရလေငါနာမည်တွေငါဟိုင်းနဲ့ထားထားရင်ငါနာမည်နဲ့ငါနဲ့ပတ်သက်တဲ့ကိစ္စနဲ့ပြဿနာတိုင်းငါ့ကိုစုပ်ချင်းရုပ်ပြီးပါသွားမှာဆိုလို့တခုမှငါနာမည်နဲ့မရှိဘူး
မြို့ရဲကန်နာလန်ဘယ်ကွန်ဒိုလဲငါမပြောကန်နာလန်မှာကွန်ဒိုတစ်လုံးဘယ်လောက်ရှိလဲကန်နာလန်ရဲ့ကဲကွန်ဒိုအကြီးကွာကမ်ဘောဒါအင်ရှူရန်တို့ဘာလို့နားမှာရှိလဲကွန်ဒိုတစ်လုံးဘယ်လောက်ရှိလဲတိလားကမ်ဘောဒါအင်ရှူရန်တိလားကန်နာမုံကတော့ဟောပေါ့ကုန်တယ်လမ်းပေါ်ပါလေအဲကမ်ဘောဒါအင်ရှူရန်ရှိတဲ့ building နာပတ်ဝန်းကျင်ရပေါ့ကွာကွန်ဒိုတစ်ခုပေါ့လမ်းမကြီးပေါ့တခန်းဘယ်လောက်ရှိမှထင်လဲငါမှဘယ်နှခန်းရှိရတဲ့လဲဘယ်သူမှမပြောနဲ့ရွှေကြီးလည်းမသိစေနဲ့ဘာရှင်းလားဘာကိစ္စငါ့မှာတည်းပြောနေပြန်ချစ်လို့လေစားပါမင်းတို့မွတ်စလင်ကလားတွေကြည်တာရအောင်မင်းတို့ရခိုင်ကလားတွေပိုကြည်တာတခါလေးပြန်ငါနဲ့ပါဆိုင်စုံကန်ရှော့ရိုက်ချင်တဲ့ကောင်ရမမေစပတ်ဒီကတ်ကြောင်ကြိုက်တာအဲ့ကတ်ကြောင်ငါနဲ့ဆိုင်နေရှင်းလားမရိုက်တာဘာမှမရိုက်တာဟဲ့အဲ့ဒီကတ်ကြောင်ငါနဲ့ဆိုင်နေအဲ့ဒီကတ်ကြောင်ငါနဲ့ဆိုင်နေလူမျိုးဘာသာအိန္ဒိယဗမာ plus တမန်ဗုဒ္ဓဘာသာဘာကွာလဲဗုဒ္ဓဘာသာမအေးဗုဒ္ဓဘာသာအဲ့ဒါကွာတယ်မအေးအဲ့ဒါကွာတယ်မင်းကအနီးကိုင်းတော့မင်းကကလားဖြစ်တဲ့အတွက်မင်းကမမေစပတ်ကလားဗမာကောင်မလေးတွေကိုညှင်းမှနှိပ်စက်နေလေမင်းနဲ့ဘာဆိုင်လဲလို့မင်းကပြောထွက်တယ်လေဘာလို့လဲမင်းကိုမင်းမြန်မာနိုင်ငံသားအနီးသားကိုင်းရင်ကိုင်းလိုက်မယ်မင်းကိုမင်းဒီနိုင်ငံသားဒီနိုင်ငံသားလို့မင်းမခံစားဘူးဒီလူမျိုးလို့မင်းမခံစားဘူးကြောက်ငါတို့ကမြန်မာနိုင်ငံသားမြန်မာလူမျိုးတတ်မရှင်းလားတရောင်းစားခွေးရဲ့ပါဆိုင်လဲဒါကြောင့်ဆိုင်နေတော့မင်းဒါကင်ထားရဆိုမင်းနဲ့မထိုက်တန်မင်းတို့ကိုမေကိုလိုးတွေငါတို့နိုင်ငံမှာမရှိတဲ့မင်းတို့ရခိုင်မအေးလိုးတွေကိုလည်းပြလိုက်။အော်မင်းမြန်မာပြည်မှာဆိုမင်းငါ့လိုမှတ်ပုံနဲ့ထုတ်ပြလိုက်။မင်းကညနေဘာလုပ်လို့ရလဲပြမယ်။တပတ်အတွင်းပြမယ်။ကြောက်မင်းငါ့လိုမှတ်ပုံနဲ့ထုတ်ပြလိုက်။အဲ့မအေးလိုအဲ့လိုမှတ်ပုံနဲ့ထုတ်ပြခိုင်းလိုက်။ငါမှတ်ပုံနဲ့ထုတ်ပြတာဟဲ့အောင်ကြည့်အောင်ရေးတာ။ရွှေတောင်ကုန်းရိပ်သာ2လမ်း41/6ရွှေတောင်ကုန်းရိပ်သာ2လမ်းမင်းပြလေ။မင်းငါ့လိုအကိုမင်းဒီကောင်မှတ်ပုံနဲ့လိမ့်စာပဲပြ။မှတ်ပုံနဲ့လိမ့်စာပဲပြ။ငါလိုမင်းကပြေးနေတာလေအခုအဲ့လေပြေးနေတဲ့ကောင်ကပဲလိုက်ဖမ်းနေတဲ့ကောင်တွေမင်းလွတ်ပြမယ်ငါအမိန်နဲ့ပဲအားရလေဟောင်းသရွေးနဲ့စောက်ဖို့တဲထွေးလို့ရတယ်ဟောင်းမင်းတို့စောက်စင်းနေလုံးမလာရင်ငါလာပြီးတော့လာမြင်မှုအောင်ပြပေးမယ်ဟောင်းအားလုံးကြားဘူးလား236လုံးကျ UPG ဦးတော်မတ်ဆိုတာကြားဘူးလား UPG အိမ်တုပ်သေးပိုင်ရင်မြန်မာနိုင်ငံမှာအချမ်းသာဆုံးကလားတွေထဲမှာပါတယ်ခရစ်ယာန်ကလားတွေထဲမှာအချမ်းသာဆုံးထဲမှာပါတယ်ကြားဘူးလားဟောင်းဟုတ်ပြီလေငါစေးယူတယ်ပဲထားလိုက်အောင်နော်ကြားဘူးလားဟောခင်မောင်ရွှေမင်းမကြားဘူးလား UPG ဆိုပြီးတော့ United Paint Group ဆိုတာကြားဘူးလားဘယ်လောက်ချမ်းသာမှထင်ဟုတ်ပြီလာငါအမေဖုန်းနေဆက်နေမပြဘူးမင်းတို့ပြလိုက်မယ်ဗိုလ်ချုပ်အောင်ကျော်ရဲ့အမိန်နဲ့ဗိုလ်ချုပ်ဇော်ဝင်းကိုခိုင်းပြီးတော့ငါအမိန်နဲ့ဗိုလ်ချုပ်အောင်ကျော်ငါအမိန်ပေးတာပတ်စံပေးပြီနော်ကြာမြင်မှုကောင်ကြည့်ထားစစ်စင်ရေးဆိုတာဘယ်လိုလဲဆိုတာငါလုံးမသာကြည့်ထားဟဲ့အောင်ပတ်စံပေးပြီးခိုင်းတာငါပတ်စံမရလို့ငါပတ်စံလိန်လို့မှားသားတွေမင်းတို့ခွေးတွေကြောင့်အစ္စလာမ်ဘာသာဝင်တွေနေထိုင်ပြဿနာတက်တာမအေးအစ္စလာမ်ဘာသာဝင်တယောက်ကမြန်မာမိန်းကလေးတယောက်ကိုအိမ်ပေါ်ခေါ်ပြီးအိမ်မှာခေါ်တင်ပြီးတော့အဲ့လိုနှိပ်စက်တာကိုမင်းကငါတို့မေ့သွားတဲ့ကိစ္စကိုမေ့တင်တယ်လို့ပြောချင်တာညံတော့စားဖြစ်တော့ကျွန်တော်စောက်တက်က15နှစ်လေဗျာစားဖကျွန်တော်ဖုန်းဆက်ပြီးခိုင်းနေတာခိုင်းလို့မရသေးဘူးလေ15နှစ်တောင်မှကျွန်တော်ဟိုလောက်ရှိမှထင်တယ်လုံးဝ20နှစ်ကကျွန်တော်အသက်20 21လေစောက်ပေါ်များရဲ့ငါအဲ့လောက်မကျွမ်းသေးဘူးကလေးပဲရှိသေးတယ်လေအခုလောက်ကြည့်ရအောင်ကြည့်ရမေးလို့မင်းမပုံနေပြမင်းလွတ်ပေးမယ်ကြည့်ရအောင်မြင်မှုတွေရှိရခင်အဲ့စစ်စင်ကြီးအဲ့ UPG ဦးတော်မတ်မိန်းမစပီနာတော်မတ်မထပ်ပြမယ်ဒီအပေါ်ကအဲ့ငါကင်ပြီးကြည့်နေတာစစ်စင်ကြီးကိုမင်းအဖေငါရိုက်တာရအောင်အဲ့ UPG ဦးတော်မတ်မိန်းမတနတ်တွေရအောင်ရှိုးငါအမိန်နဲ့တော့ဖမ်းတာမင်းအဖေအမိန်နဲ့ရှိုးတာရအောင် UPG ဦးတော်မတ်မိန်းမဒါတို့အိတ်ခမ်းကြည့်အောင်ထပ်ပြပေးမယ်အမမင်းအဖေကငါဒီမှာငါကြည့်နေအဲ့တော့ပထမဦးဆုံးခိုင်းတော့ကြောက်တော့ပြန်ပိတ်လိုက်ရတယ်ဗီဒီယိုဟောအဲ့ UPG ဦးတော်မတ် UPG အိမ်တုပ်သေးပိုင်ရှင်ဦးတော်မတ်မိန်းမအဖိုးကြီးကအောက်မှာဖမ်းပြီးသွားပြီဟိုမှာတို့ဓာတ်ပုံတို့အိမ်ခန်းထဲကဓာတ်ပုံမတူးလေညီမလေးရဲ့မတူးလေ
တော့ပေါ့လားငါတို့စီးပွားရေးနဲ့ငါအဖေကငါစကားနားမထောင်တဲ့ပြဿနာတော့ပေါ့လားငါတို့ပြရှင်းလေးမတူဘူးလေညီမလေးရဲ့မတူဘူးလေညီမလေးရဲ့မတူဘူးလေအနေထားမတူဘူးလေနော်အဲ့တော့အဲ့မအေးလို့တွေပဲငါဆိုတာရှင်းလေးငါမှန်နေထင်ငါဘာမှမဆိုလုပ်တယ်အဲ့တော့ခဏငါ့ကိုစောက်စကားစောင်းရမ်းများစောက်ရမ်းရိုင်းလုံးပုံမှန်လင်းပြငါ့ကိုကီးတာဒါပဲငါနိုင်ငံတော်အစိုးရဝေဖန်တယ်လေမအေးလို့ရဲ့အဲ့လိုတွေလည်းပိုင်တယ်လေဘာလို့ပိုင်တာပတ်စံရှိလို့ပိုင်တယ်အေးပိုင်တာတစ်ဖက်မှာတစ်ခုတစ်ဖက်မှာဒီမအေးလို့အစိုးရပြည်သူတွေကိုတတ်နေတယ်ပြည်သူတွေရုပ်မာနေတာငါပိုးစိုးပတ်ဆက်ပြောနေရလေအဲ့တော့ငါမှနိုင်ငံရေးအမှုတွေကြီးပဲလေနမဒီခေါက်ရန်ကုန်သွားတာလေရန်ကုန်သွားရုံလေးရဲ့ငါရဲ့အောင်ရှိသမျှတကုံစိတ်ကန်းစားအဖတိုင်ရင်မှုရှိသမျှတိုင်းစိတ်ရင်မှုအကုန်လုံးငါမင်းအဖေငါဝင်တွေ့တာလေရှင်းလားအေးဒါပေမဲ့မှန်တာဗောငါလည်းငါထက်ပိုင်နေကောင်လေမှန်တာဗောငါလည်းငါထက်ပိုင်ပြီးတော့နိုင်ငံတော်တကယ်အုပ်ချုပ်နေတယ်တကယ်ခရိုနီတွေအကုန်လုံးငါမင်းမိတ်စပတ်မင်းလိုလိုက်လို့30မိသွားတာဟုတ်အဲ့တော့ငါ့ကိုလည်းငါထက်ပိုင်နေကောင်တွေကပုတ်တာဗောဒါပါပဲမှန်ပါတယ်ဒါပေမဲ့ငါပြောတဲ့ကောင်တွေကမင်းတို့ငါပြောတဲ့ကောင်တွေနိုင်ငံတော်ငါထက်ပိုင်နေဆိုတဲ့ကောင်တွေကတကယ်ကြီးကိုနိုင်ငံတော်အုပ်ချုပ်နေတကယ်ကြီးကိုစစ်ဖြစ်အောင်နေလုပ်နေတကယ်ကြီးကိုနှွေးနေတဲ့ကောင်တွေလို့အဲ့ကောင်တွေကငါ့ကိုတီးတော့ငါခံရတာဗောငါဘာကောင်လဲကလားလေမင်းတို့ပြောကလားပဲလေဟုတ်တယ်ငါလည်းကလားလေတီးတာဗောကလားအတန်32နဲ့ဆရာကြီးလာလုံးနေမှာတော့တီးတာဗောငါ့ကိုတီးတာဗော that doesn't mean I don't have connections ဘာလို့လဲ I have money I have people မင်းပြောလိုက်ရအောင်ကိုမေကိုလို့မင်းမပုံနေငါလို့အခုမေးလိုက်မှာအဲ့ကောင်မှတ်ပုံနေပြကိုင်တာလဲအနီရောင်ကျွန်တော်အဖေဘာရောင်လဲအနီရောင်ကျွန်တော်အဖိုးဘာရောင်လဲအနီရောင်ကျွန်တော်အဘိုးဘာရောင်လဲအနီရောင်ဘာလို့လဲသိလား we were imported မြန်မာနိုင်ငံမှာလည်းဟုတ်တယ်ကလာ2မျိုးလာခဲ့ကြံကလာငါတို့က2မျိုးရှိတစ်ခုက labors အနေနဲ့ import လုပ်ခံငါတို့က labors အနေနဲ့ import လုပ်ခံရကလာမဟုတ်ကလာထဲမှာတော့ငါတို့အိန္ဒိယကနေပြီးတော့ပညာတတ်ကလာတွေမြန်မာနိုင်ငံမှာဆရာဝန်အနေနဲ့စိတ်ကူးဖို့ဆိုရင်ငါတို့သွင်းခဲ့တယ်အင်္ဂလိပ်အစိုးရအဲ့လိုမျိုးပါလာတဲ့ကလာတွေ you understand ငါ့ကိုယွန်တဲ့ဗမာတွေလည်းရှိတယ်မေးကြည့်ရင်အဲ့ငါ့ကိုယွန်တဲ့ဗမာတွေရောဒီအင်းဝါအချုပ်ဆိုင်ကိစ္စငါပြောတဲ့အပေါ်မှာငါပြောတဲ့ကိစ္စကိုငါ့ကိုယွန်တဲ့လူတွေငါ့ကိုဆဲနေတဲ့လူတွေပဲငါပြောတော့လက်မခံတဲ့လူရှိလားလို့မေးကြည့်ဗမာပြောရင်ခင်ဗျားဗုဒ္ဓဘာသာထဲမှာကျွန်တော်အယွန်ဆုံးဗုဒ္ဓဘာသာဝင်ဘယ်သူရှိရဒီထဲမှာကြည့်နေလို့ကျွန်တော်စိမ်းနေပြောလိုက်ဟဲ့မင်းတို့ငါယွန်နေဒါပေမဲ့အဲ့ဒါတော့အဓိပ္ပာယ်ရှိရလို့ပြောပြလိုက်ရုပ်ကြီးပြောလို့ရမင်းဒေးရုပ်ကြီးပြောမင်းငါကြိုက်တယ်လို့ပြောလို့ရတယ်အေးဒါပေမဲ့ခုနငါပြောနေတဲ့စကားဟာငါနဲ့မဆိုင်ဘူး it's awareness ငါတို့နိုင်ငံမှာအဲ့လိုဖြစ်လို့မရဘူးငါတို့နိုင်ငံမှာလူ3ယောက်လူမတိန်ချင်းပြီးပြန်ထွက်လာတဲ့ကောင်က society မှာငါမအေးသေးပါဆိုပြန်နေလို့မရဘူးကလားရည်လည်းမှန်တယ်ဗမာရရမယ်ကလားမားတဲ့ကလားကိုဗမာမထိုးရင်ကလားအရင်၄ချက်ထိုးရမှာအခုကလားမားရင်ဗမာမထိုးရင်ကလားအဲ့ကလားကိုမထိုးဖို့တွက်ကနေတာအဲ့လိုလုံးလို့မရဘူးတွက်ကတဲ့ကလားကသေသွားမယ်ဟာပဲကလားမားရင်ဗမာလူမျိုးတွေကလားကိုမပလိန်ရင်အဲ့မားတဲ့ကလားကိုငါတို့အရင်အပြစ်ပေးရမယ်ဟိန္ဒူကလားမွတ်စလင်ကလားခရစ်ယာန်ကလားအကောင်မမကြကွတ်သွားမယ်ငါတို့တော့အဲ့တော့ဗျာအင်းဝါဆက်အချုပ်ဆိုင်ကအင်းဝါအဆုတ်ချန်လွန်ခဲ့တဲ့10နှစ်ကျော်12နှစ်13နှစ်လောက်ကကောင်မလေးအိမ်မကောင်မလေးဗမာကောင်မလေး2ယောက်လောက်ကိုခေါ်ပြီးတော့9နှစ်ကျော်လောက်နှိပ်စက်ပြီးတော့သူ့အမေကအတင်းလာခေါ်ပြီးအဲ့ကောင်မလေးအိမ်ရောက်သွားတဲ့အချိန်မှာမြန်မာနောင်းလာဘာလို့လဲမသိဘူး journalist တယောက်ကအဲ့ကောင်မလေးအိမ်ထိလိုက်ပြီးတော့အကုန်လုံးပေါ်ချလိုက်တဲ့အချိန်မှာဒီကိစ္စကြီးကပေါ်ပြီးတော့အရေးမယူလို့မရတော့ပဲနောက်ဆုံးအရေးယူလိုက်ပြီးထောင်းနေပါချတာမှန်တယ်မားတယ်ပြောနေတာမှန်မားအဲ့အကူဒီအေဝရရအေကရိယာအကူကဒင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ကျွန်တော်ဒါဒီလိုဖြစ်နာခုမှသူရှင်းရမယ်မရှင်းမဲနဲ့လီနေတိုးခေါ်ပြီးရိုက်ဆိုတော့နေတိုးက is he supporting this is he supporting ex criminal ဆိုတော့ထမင်းခိုးပြီးထောင်ကြသွားတဲ့ကောင်မျိုးမဟုတ်ဘူးလေသိလားပတ်စံမရှိလို့လမ်းဘေးကသူများမုတ်ဆိုင်မှာမဟုတ်အင်ကြီးခိုးပြီးထောင်ကြသွားပြန်ထွက်လာတဲ့ကောင်မျိုးမဟုတ်ဘူးလေ physical abuse ကိုတိုင်းတိပီတိကျူးလွန်ထားတဲ့ကောင် how can we accept it အဲ့ကောင်လည်းအကုန်လုံးပိုင်ဆိုင်မှုကငါအိမ်ကခွေးခြေတောင်ကြားအိမ်ကခွေးကိုထည့်ထားတဲ့10ပေပတ်လေစောက်စင်အောင်မရှိအဲ့တော့ငါဘာကိုကြည့်ရတိလား10ပေပတ်လေခြေတောင်က100ပတ်လေကွာ100ပတ်လေကို3သိန်းလောက်ကျော်တော့ပေးရဆို10ပေပတ်လေဆိုခွေးအိမ်ဆိုဘလောက်တန် 10% ဆို2000ဝဲလောက်တော့တန်ဟုတ်တယ်အပိုင်းလာစားနေမဟုတ်ပါဘူးကိုနေတို့ဘာလို့လဲအခုခင်ဗျားတို့ကျွန်တော်ဖြစ်စေချင်တာလေသူတို့အားလုံးလည်းတော့မေးရမှာဓာကြီးတွေရေးပြီးတော့အကိုကြီးဓာကြီးကိုအကိုကြီးတိရနဲ့ဘာအဲ့ကြမှာသူတို့အားလုံးထွက်လာပြီးတော့သူတို့သိရင်လည်းသိတယ်မတောင်းမယ်ဆိုသူတို့မသိဘဲနဲ့လုံးမိရဆိုမသိဘဲနဲ့လုံးဘယ်သူကြောင့်လုံးမိရဆိုပြောရဟဲ့အောင်ပြင်းတီကလီးစကားတွေပြောတာကွာပြင်းတီကစောက်ရှောက်ရောက်ငါဘာစောက်ဆံမှလည်းမရနိုင်ဘူးဟဲ့အောင်ပြင်းတီကသူစောက်ဆံရှာတယ်ငါဘာစောက်ဆံမှလည်းမရနိုင်ဘူးဟဲ့အောင်ပြင်းတီကပြောနေတာဟိုဘာလို့လဲနန်းစုကြီးဆိုယာဒီလာလို့
လုံးဝပိုင်ကနန်းစုရီတို့ရာသီလောက်စိတ်ကောက်ပြီးပြန်ကားနဲ့ထွက်သွားတဲ့ဟာတွေအောက်တန်းသားဟာတွေပြောနေတာမအေးလို့ရဲ့ဘာပြောနေမှမပြောနေတရောင်းသားစောက်ပေါ်နေလေငါမရှင်းပါနဲ့အဲ့ဘဲအကောင့်အဲ့တော့အားလုံးအဲ့ဘဲအကောင့်သွားမယ် share မယ်မိုက်လေးမှာပြန်တင်မယ်တင်ပြီးတော့အဲ့လူကိုကျေးဇူးပြုရ expose လုပ်ပေးပါအဲ့လူဒီအင်းဝါအချုပ်ဆိုင်ကဒီအလုပ်သမား2ယောက်ကိုနှိပ်စက်ခဲ့တဲ့အကိုနဲ့ဥဒီအေးဝါအကိုနဲ့တူတူပဲဆိုတော့အားလုံးသိအောင်မျှဝေပေးကြပါဒါပဲပြောချင်ပါတယ်ကျွန်တော်အောက်တန်းသားတွေပါအကုန်လုံးပြောနေလူတွေ95%ရာခိုင်နှုန်းအစ္စလာမ်ဘာသာဝင်တွေဖြစ်သွားပြီလို့ခံစားရတယ်အဲ့ဒါလေကျွန်တော်ချစ်တဲ့အစ္စလာမ်ဘာသာဝင်တွေမဟုတ်ပါဘူးမင်းတို့လိုရိုဟင်ဂျာရခီးကောင်တွေပဲဖြစ်မှာပါဟုတ်တယ်မလားကိုနဲ့နေငါတို့နိုင်ငံမှာမြေရမယ်စောက်ထားအဲ့စောက်ချိုးလေးနဲ့တောင်းနေဗုဒ္ဓဘာသာကိုစော်ကားပြီးတော့မြန်မာနိုင်ငံမြေကြီးကိုတောင်းမြန်မာလူမျိုးတွေကိုစော်ကားပြီးမြန်မာနိုင်ငံမြေကြီးကိုတောင်းရခိုင်လူမျိုးကိုစော်ကားပြီးတော့ရခိုင်ပြည်ကမြေကြီးကိုတောင်းမင်းတို့ရှင်းလားစော်ကားဖယားစော်ကားပြီးတော့မြန်မာနိုင်ငံမြေကြီးဗုဒ္ဓဘာသာနိုင်ငံမှာမြေကြီးလိုချင်တယ်လမ်းလိုချင်တယ် appreciate ဒန်းတူအခွင့်အရေးလိုချင်တယ်ပြီးတော့ဗုဒ္ဓဘာသာနိုင်ငံသားတွေကိုစော်ကားပြီးဒန်းတူအခွင့်အရေးလိုချင်တယ်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာရှိရမြန်မာနိုင်ငံတိုင်းရင်းသားရခိုင်အောင်လဲဒီကောင်တွေဆဲတယ်ဗမာအောင်လဲဆဲအကုန်လုံးဆဲမင်းတို့ကမြန်မာနိုင်ငံမှာဘာလိုချင်လဲရမယ်နော်တဲ့ပြောလီးပဲရမယ်နော်ရိုဟင်ဂျာရှိလားမရှိလားတို့ကလိန်းကြတယ်ရိုဟင်ဂျာရှိခဲ့တယ်တဲ့အရင်တော့အားတယ်ဘာညာလွတ်တော်မှာထည့်ခဲ့တယ်ဘာညာပြောတယ်ရိုဟင်ဂျာရှိလားမရှိလားနောက်မှညင်းမယ်ဒါပေမဲ့ရိုဟင်ဂျာလူမျိုးတွေဒီမြန်မာနိုင်ငံမြေမြန်မာနိုင်ငံမှာနေတဲ့လူမျိုးမြန်မာနိုင်ငံမှာနေထိုင်နေတဲ့လူဘာသာတွေအကုန်လုံး respect အပြည့်နဲ့အကုန်လုံးနော်တယောက်မကျန်အကုန်လုံးမဆက်ဆံနိုင်တဲ့၍ငါတို့နိုင်ငံမြေတစ်စက်မရဘူးဟဲ့အောင်မြေတမှုံမရဘူးငါလုံးမသားများရှင်းနော်သိအောင်မှတ်ထား whether there was a Rohingya or there wasn't a Rohingya is not a problem but if Rohingya နေထိုင်နေငါတို့ကလားရဲ့လို့တခြားရင်းနေထိုင်တခြားအစ္စလာမ်ဘာသာတွေဝင်လို့မျိုးမနေနိုင်ဘူးဆိုရင် there is no place for you တောင်းလို့လည်းမရအောင် fight လို့လည်းမရအောင်တတ်တလုံးလည်းပေးမှာမဟုတ် don't have any place to go please help လို့လို့ရတယ်ငါလုံးမသားပေးငါလုံးမသားဗမာတွေပေးငါလုံးမသားတွေပေးဆိုမင်းလုံးလို့မရဘူးဖင်ကိုဘုတ်ပေးမယ်ရှင်းလားလီအခုရေးနေရကြည့်လေကျွန်တော်ခင်ခံထားတယ်ကျွန်တော်လာပြောလို့အကုန်လီးပဲဒီနေ့ပြောတယ်ကျွန်တော်လာပြောရကောင်းတဲ့အစ္စလာမ်ဘာသာဝင်တွေအကုန်လုံးရှိရနော်ကျွန်တော်လာညီလေးမင်းရိုဟင်ဂျာအကြောင်းမပြောနဲ့မင်းရိုဟင်ဂျာအကြောင်းမပြောနဲ့အခုပြောပြီဆက်တဲ့ကောင်မှာအခုဖုန်းဆက်ပေးမယ်ခင်ဗျားတို့ကလားတွေကလီးရပြီဒီလိုလီးရနေမှာတော့လီးပဲပေးမယ်ငါတို့နိုင်ငံမှာကြိုက်တဲ့ကောင်တက်လာအခုတက်လာဘယ်သူဆက်ကိုကောဖာတာတော့ဘာကိုဆက်မလားဒီ comment တွေဖတ်လိုက်ရေးတဲ့ကောင်အကုန်ရိုဟင်ဂျာတွေကြီးပဲရေးနေတာဟုတ်တယ်မလားအဲ့တော့လာတက်လာကြိုက်တဲ့မေလို့တက်လာအခုဖုန်းဆက်ပြီး speaker နဲ့ပြောပေးမယ်ငါတို့နိုင်ငံမှာ there is no and our religion and our people there is kind people and all our Diana there is no place for အောင်းမှာတယ်အခုလုံနေပြောနေဟာဒရောင်းသားကောင်တွေနဲ့မဆိုင်ဘူးလို့အဲ့ကလာအကောင့်ကိုကျွန်တော်တင်ထားတယ်ကျေးဇူးပြုသူ့အောက်မှာ comment တွေမှာတွမေးပေးပါပြီးအဲ့ဒါအကုန်လုံး one share ပေးပါကျေးဇူးပြု awareness လေး create လုပ်ပေးပါနော်အဲ့တော့ငါပြပြမယ်ရိုဟင်ဂျာကိုလေငါအစ္စလာမ်ဘာသာလို့ငါထည့်မတွက်တော့ဘူးမင်းတို့ဒရောင်းသားစင်းနဲ့ငါထည့်လိုက်ပြီနားလေလားမင်းတို့စောက်ဘောစင်းနဲ့ငါထည့်လိုက်ပြီမင်းတို့ဒီမှန်တဲ့ဘက်မှာဘရောမှရက်မဲ့ကောင်တွေမင်းတို့ခွေးစင်းနဲ့မင်းတို့ငါထည့်လိုက်ပြီအဲ့တော့မြန်မာနိုင်ငံရဲ့မွတ်စလင်တွေမှာမင်းတို့မပါတော့ခွေးတွေမင်းတို့ခွေးတွေရိုဟင်ဂျာလူမျိုးလို့မင်းတို့ငါတတ်မှတ်လိုက်လီးပဲရှင်းလားအဲ့လိုပြောလို့နော် 10% ရိုဟင်ဂျာတကယ်ကောင်းတယ်ဒါပေမဲ့ခင်ဗျားတို့တလေလုံးကပုတ်နေတဲ့အတွက်ခင်ဗျားတို့ကျန်တဲ့90%ရာခိုင်နှုန်းခင်ဗျားတို့အရင်စာတင်ပြီးမှကျွန်တော်တို့နေစကားလာပြောခင်ဗျားတို့ကျန်တဲ့90%ရာခိုင်နှုန်းစာမတင်မဲ့ညီလေးရဲ့ကျွန်တော်တို့ကောင်းအောင်မညီလေးရဲ့မင်းအလူရင်းအကြောင်းတွေတော့မပြောပါနဲ့လို့ကျွန်တော်ကောင်းကောင်းမွန်မွန်နေပြောပြီးတော့ဟိုဘက် group လေးရောက်အဲ့ကောင်လီးစကားပြောအဲ့ကောင်သူ့မိစပတ်စကားပြောရဲဆိုယောက်ျားမပီသားရဲ့ယောက်ျားစကားမပြောနိုင်ဘူးဆိုရင်ခင်ဗျားတို့လည်းတတ်မလာနဲ့အရင်တော့မင်းစပတ်မင်းတို့ရိုဟင်ဂျာ 10% ပညာတတ်ရိုဟင်ဂျာ 10% ကောင်းတယ်ငါတို့မြန်မာနိုင်ငံမြေမှာနေငါတို့မြန်မာနိုင်ငံရေမှာနေပြီးကိုနေခြင်းနဲ့ဆိုရင်ကောင်းကောင်းမွန်မွန်နေခြင်းနဲ့ဆိုရင်အဲ့နိုင်ငံအခုနပြောတဲ့၄ချက်လုံးကိုမင်းတို့ကြံတဲ့90%ရာခိုင်နှုန်းမြန်မာနိုင်ငံမြေမြန်မာနိုင်ငံရဲ့ဘာသာမြန်မာနိုင်ငံရဲ့တိုင်းသားအကုန် respect မရှိတဲ့ကိုမေကိုလိုးတဲ့ရိုဟင်ဂျာ90%ရာခိုင်နှုန်း online တွေတက်ပြီးတောင်းညံ့နှမလိုးတွေအောင်မင်းတို့အရင်ပြောင်းပြီးမှငါတို့ရှိမှာ favor လာတောင်းပရိုရှန်အိမ်ဘယ်လောက်တန်လဲသိအောင်41မြင်းလောင်း6ရွှေတောင်ကြားရွှေတောင်ရိတ်တာ2လမ်းမင်းတို့တက်ကြည့်လို့ရချိတ်ပိတ်ထားလားမပိတ်ထားလားဟောနိုင်ငံတော်ပေးနေတာဘယ်သူကချိတ်ပိတ်မှာအဲ့တော့ပိတ်ထားလားသိရအတိအတာကြီးချိတ်ပိတ်ထားလားမပိတ်ထားလားဆိုဟုတ်လားငါနေလို့ရတာဗောငါနိုင်ငံရေးပုံမှန်လို့ပြောပြီးပြီပဲမအေးလိုးများရဲ့မမေစပတ်မင်းအွန်လိုင်းလို့ဆဲတဲ့အမှုနဲ့ဖြစ်နေတာလေလီးဖြစ်လာဆဲတဲ့ဟေ့ငါသားလေရန်ကုန်ပြန်ရောက်ရင်လေအိုးလာမှာခဏလေးစောက်ငါနဲ့ညှိလိုက်အောင်မယ်အကောင်နဲ့နူးလေနေတိုင်းလောက်ခေါ်ပြီးမင်းဘောင်းမချိုပြီးတိတ်ပန်းပြီးငါဗီဒီယိုတောင်းခိုင်းလို့ရတယ်လေနေတိုင်းကို350လောက်ပြစ်ပေးပြီးတော့နားလေလား
ငါလားမင်းရက်ကွက်နေတယ်တင်း90လောက်ပြပေးမင်းကိုခေါ်လာပြီးတော့အဲ့နေသိန်းစောက်ခွက်မင်းလို့စောက်တိုးရင်ကြကလောက်သိန်းနဲ့ပန်းခိုင်းပြီးတော့ရပြီလေအဲ့လောက်ဆိုပို့လေမင်းမှတ်ပုံနေငါမှတ်ပုံနေမင်းကပြတာလေကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်မိုက်တင်းမှာတင်ထားတယ်မင်းတို့လောက်တာလေငါအခုနပြောတဲ့အချိန်ထိကအင်းဝါအချုပ်ဆိုင်ကအကိုနဲ့အိမ်ပေါ်ကောင်မလေးနေပဲပြောနေတာလေအခုမှမင်းတို့လောက်တာလေငါပြောပေးမယ်လေအဲ့တော့ကလာဗမာကောင်မလေးတွေခေါ်ပြီးငါးနဲ့တိတိနှိပ်ဆက်ပြီးတော့1015နှစ်မြန်မာနိုင်ငံအစိုးရချလိုက်တဲ့ကလာကိုအခုပြန်ထွက်လာတော့ငါတို့နိုင်ငံမင်းသားမင်းသမီးအကုန်လုံးကအဲ့ကိစ္စမဖြစ်ခဲ့တဲ့အတိုင်းဆက်ဆံပြီးတော့အဲ့ကိစ္စကြီးကိုဝိုင်းဖုံးပေးနေတာโอเคလား Alright thank you ဝေးကြပါပြီးတော့ကိုနေတိုးရဲ့ကိုထွန်းထွန်းရဲ့ထောင်ရှာအောင်အားလုံးသမှန်ပြီးတော့ဘာဖြစ်လို့မင်းတို့လောက်တာလဲဆိုတာလေးတစ်ချက်လောက်ဝိုင်းပြီး awareness လေးလုပ်ပေးကြပါเนาะ